နဲ့ကျွန်တော် interest အထက်ကိုဝင်လိုက်ပါဗျာနော်ဝင်ပြီးတော့ဒီမှာ where to for how much ဆိုတဲ့ဟာလေးရှိပေါ့နော်အဲ့ဒီဟာလေးကိုရှင်းနေလေးပါနေပြီးတော့ဒီမှာကျွန်တော်အပေါ်ကကြာရင်ကျွန်တော်တို့ current location ပေါ့နော်အောက်ကကြာရင် to ကြာရင်ကျွန်တော်သွားမယ့်နေရာကိုဒီနေရာမှာရေးပါနော်ဒီနေရာမှာရေးလိုက်ပါရေးပြီးတော့ကျွန်တော်နောက်တစ်နေရာထည့်သွားမယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းကိုဆက်နေပါဗျာနော်ပေါင်းဆက်နေပြီးတော့ဒီနေရာမှာမိမိ location ကိုရေးပါဗျာနော်ဟုတ်ပြီနောက်တစ်နေရာထည့်ပြီးတော့သွားမယ်ဆိုလို့ရှိရင်နောက်ထပ်အပေါင်းကိုနှိပ်ပါဗျာနော်ပေါင်းနေပြီးတော့ကျွန်တော်တွားရှင်တဲ့ဟာကိုရေးပါနောက်တစ်နေရာကျွန်တော်ဆက်တော့မယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းလက္ခဏာကိုဆက်နေပါဗျာနော်ကျွန်တော်ဆက်နေပြီးတော့မိမိတွားရှင်တဲ့ဟာကိုကျွန်တော်ရေးလိုက်ပါဗျာနော်တွားရှင်တဲ့ဟာကိုရေးလိုက်ပါဗျာနော်တွားရှင်တဲ့ဟာကိုရေးလိုက်ပါကျွန်တော်လေးနေရာဖြစ်ပြီပေါ့နော်နောက်တစ်နေရာဆက်တော့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးမတော်လို့နောက်တစ်နေရာမတော်လို့လေးနေရာပဲတော့မယ်ဆိုလို့ရှိရင်ဒီမှာ file offer ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့ဒီဟာလေးကိုနှိပ်လိုက်ပါဗျာနော်ကျွန်တော်9နေရာပြမယ်ဖြစ်တဲ့ကြောင့်ကျွန်တော်နောက်တစ်နေရာဒီမှာနောက်ပြီးတော့အပေါင်းကိုနှိပ်ပါနောက်တစ်နေရာကျွန်တော်တွားရှင်တဲ့နေရာကိုကျွန်တော်ရေးလိုက်မယ်ပေါ့နော်နောက်တစ်နေရာကိုကျွန်တော်တွားရှင်တဲ့နေရာကိုရေးလိုက်မယ်ဟုတ်ပြီဒီနေရာလေးမှာကျွန်တော် file store ဆိုပြီးပေါ်နေပေါ့နော် file store ကကျွန်တော်ဗာလဲဆိုတော့9နေရာတွားမယ်ဟာဂျာမဲရှင်က45မိနစ်ပေါ့နော်နောက်ပြီးတော့ဒီမှာကျွန်တော်ဒီကနေ့မက်ဆေ့တော့မှနေပြီးတွားမယ်သူကနေပြီး4ယောက်ဆို2ယောက်အဲ့လောက်ပဲရှိတယ်ဆိုလို့ရှိရင်ဒီမှာ4 seater ကိုနေပေါ့နော်ဒီလိုမျိုးနေပြီးတော့မက်ဆေ့တော့မှာနေပြီးတော့ကျွန်တော်ဒီတွားမယ်သူက2ယောက်တို့မဟုတ်6ယောက်တို့ပါတော့ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီမှာ6 seater ကိုနေပါနော်အဲ့ဒါကိုနေပါဟုတ်ပြီကျွန်တော်ဒီနေရာမှာကျွန်တော်တစ်ချက်ပြောနေတာပါလေဆိုတော့ဒီတော့ဒီညဘက်ဖက်တိုင်းရဲ့ကျွန်တော်ညဘက်အဆုံးမှာကျွန်တော်ဒီမျိုးဟာလေးရှိတယ်ပေါ့နော်အဲ့ဒီဟာလေးမှာကျွန်တော်ဒီမှာပါလေဆိုတော့ဒီဟာလေးတစ်ချက်နေလေးပါဗျာနော် more than 4 passenger ဆိုတာတော့4ယောက်ဟာထည့်နေပြီးတော့4ယောက်ထည့်နေပြီးတော့တွားမယ်ဒီမှာ4ယောက်ထည့်ပုံနေလို့ရှိရင်ကျွန်တော်ဒီဟာလေးကိုဖွင့်ပြီးတော့apply ဆိုတဲ့ဟာနှိပ်ပြီးတော့ကျွန်တော်ကောက်ခုပေါ့နော်ဒီမှာအောက်မှာကောင်းမတွေပါလေရေးလို့ရတယ်ပေါ့နော်ဟုတ်ပြီပေါ့ဟုတ်ပြီကျွန်တော်နောက်တစ်ခုပြောချင်တာကဒီမှာဒီကလေးဘာလဲဆိုတော့ကိုတော့မဲ့ဒီမှာကျွန်တော်ကလေးတွေပါတယ်ဆိုလို့ရှိရင်ဒီမှာ sign safety C ဆိုတဲ့ဟာလေးရှိပေါ့နော် safety C အနေကနေထိုင်ကုန်တွေပါတယ်ကလေးထိုင်ကုန်တွေပါတယ်ပါတဲ့ဟာကိုကျွန်တော်ဒီခေါ်လို့ရတယ်ပေါ့နော်ဒီဟာလေးကိုဖွင့်ပြီးတော့ဒီမှာကျွန်တော်9မိနစ်ပြီးတော့တောင်းတဲ့ဟာမှာကလေးတွေပါတယ်ပေါ့နော်ရေးလို့ရတာပေါ့နော်so ဘာညာပေါ့နော်အဲ့ဒါလေးရေးလို့ရတယ်ပေါ့နော်ဒီမှာ comment တွေပါတယ်ရေးပြီးတော့ကျွန်တော်ခေါ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်လိုမျိုး9နေရာပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကားခုံမယ်ဆိုလို့ရှိရင်ဒီမှာ fine offer ဆိုတာဟာလေးရှိပေါ့နော်အဲ့တော့ miss လို့ဒီနေရာမှာကျွန်တော်နောက်တစ်ခုပြောနေတာပါလေဆိုတော့ဒီမှာပိတ်စင်ကနေပြီးတော့ကျွန်တော်ဒီ23ချက်ပေါ့နော်23ချက်9နေရာတော့မယ်ဟာ23ချက်ပေးရမယ်ကျွန်တော်ဒါကိုမပေးရှင်ဘူးအဲ့ဒီ unit 20တော့ဘာလို့ပေးရှင်နေဆိုလို့ရှိရင်ဒီမှာ minor နေပါနော်နောက်ကနေပါကျွန်တော်အဲ့ချက်နေတင်ပင်းမယ်ဆိုလို့ရှိရင်ဒီအောင်နေပါနော်ဟုတ်ပြီကျွန်တော်ဒီမှာ fine offer ဆိုတဲ့ဟာလေးရှိတယ်ကားခုံမယ်ဆိုလို့ရှိရင် fine offer ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်ကားခုံနေပဲဖြစ်ပါတယ်နော်ကားခုံနေပဲဒီမှာကားသမားတွေကျွန်တော်ကျင်းတာပေါ့နော်ဒီလိုမျိုးဆိုလို့ကားတွေလက်ခံအဲ့ဒီကားတွေလက်ခံတယ်ဆိုလို့ရှိရင်ဒီနားလေးမှာကျွန်တော်ဒီနားလေးမှာဒီကားရဲ့နာမည်တွေပါပေါ်လာမှာပေါ့နော်ဒီမှာကျွန်တော်ပြောနေတာကဘာလဲဆိုတော့ဒီမှာကျွန်တော်အပေါ်ကဟာက Jalan Songki Grammar တနိုင်ပဲ KU6 ဆိုတဲ့ဟာကကျွန်တော်ရဲ့ current location ဒီအဲ့ဒီကနေကျွန်တော်အဲ့ဒီကိုကောက်ခေါ်လိုက်မယ်ခေါ်ပြီးတော့ဒီမှာ gear ကျွေးဖို့သွားမယ်ပြီးတော့ lead to copy သွားမယ်ဒီမှာ9နေရာပေါ့နော်ဟုတ်ပြီဒီကောင်းအောင်နေပြီးတော့မသွားချင်ဘူးကျွန်တော်ကားမခေါ်တော့ဘူး cancel လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ cancel ကိုနှိပ်ပါဗျာနော် cancel ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနေပြီးတော့ဒီမှာ cancel request ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့ဒီဟာလေးကိုနေပါဗျာနော်ဒါဆိုရင်ကျွန်တော်ကားခေါ်တာကိုရနာလိုက်ပဲဖြစ်ပါတယ်နော်ဟုတ်ပြီဒီဟာကကျွန်တော်ဒီကားတစ်စီးတွေဖက်နေပြီးတော့9နေရာကိုတွားမယ်ကားတစ်စီးတွေပဲခေါ်မယ်ဆိုရင်9နေရာကိုခေါ်တဲ့နေ့လေးကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ share လုပ်ပေးသွားတာပဲဖြစ်ပါတယ်နော်ဟုတ်ပြီအကုန်လုံးအဆင်ပြေကြပါလေဗျာ